2024ခုနှစ်စက်တင်ဘာလ9ရက်ကနေ13ရက်နေ့အတွင်းတိုက်ခတ်ခဲ့တဲ့ရာဂီမုန်တိုင်းကြောင့်တောင်ကြီးလွိုင်လင်ကားလမ်းမအနီးလွိုင်လင်မြို့နယ်ကခေါင်းနဲ့ကျွေးရကလေးဟာလည်းရေကြီးမြုပ်မှုထန်တင်ပြီးရွာလုံးကျွန်းဒီပါပျက်စီးခဲ့တဲ့အပြင်လူအသေးပြောက်ပါဖြစ်ပေါ်ခံစားခဲ့ရတဲ့ရွာကိုဦးကြီးကဲဆဲထောက်ပံ့ရေးခီးစဉ်မှာ KBZ Foundation နဲ့ရှမ်းတောင်ပရိုက်တာညီနောင်များကွန်ရက်တို့ရဲ့နိုင်ကကြီးဦးအောင်ကိုဝင်းကိုတိုင်လိုက်ပါလူနှမ်းပြီးနိုင်ကကြီးကရခင်ခေါင်းနဲ့ရွာဟောင်းဟာနောက်နှစ်တွေမှာမိုးရာသီကာလရောက်တိုင်းအနေအများကအချိန်မီကြောက်နိုင်တာကြောင့်ယခုလက်ရှိနေရာဖြစ်တဲ့ခေါင်းနဲ့ကျေးရွာအုပ်စုမှာမြင်နေရတဲ့စီစဉ်ပေးပြီးအင်ချီအလုံး120ခန်းဆောက်လို့၍စာတင်ကျောင်းစာကြည့်တိုက်စေပေးခန်းအုပ်ချုပ်မှုရုံးနဲ့စီစသည်တို့ကိုပါထည့်သွင်းဆောက်လုပ်လူတိုင်းရမှာယနေ့29ရက်9လ2025တနင်္ဂနွေနေ့မင်္ဂလာအချိန်မှာကမ္ဘောဇာဆံပြကျေးရွာတစ်ဖွင့်ပွဲအခမ်းအနားကိုစီကားတိုက်မြတ်စွာကျင်းပနေတဲ့မြင်ကွင်းများအဖြစ်မြင်ရသူတိုင်းကြည်နူးဝမ်းမြောက်စရာမြင်ကွင်းများပဲဖြစ်ပါတော့တယ်ခင်ဗျာတင်ပါဝန်းနေစရာကြုံလာတိုင်းရှုံးမပိနေတငယ်ချင်းမင်းရုံမပြည့်ရှိဆက်ပါလူဘဝဆိုတာရှိတန်တော့မကြောင်မကြအခက်ခဲများနဲ့တွေ့မယ်ယုံကြည်လိုက်မင်းနှလုံးသားတတိရှိနိုင်မှာပြန်ဆုံးမဲနေရမြတချို့ကရည်တွက်ထားကြမယ်သူကပါမြေအနာဂတ်တွေလာဖို့တောင်းကိုစီကိုကြိုးစိုးကြိုးစားရှေ့ဆက်ယုံကြည်စွာရှုံးမပေးချေပေါ်တော့တငယ်ချင်းမဲပြုံးမပြည့်ခိစသွားလူဘဝဆိုတာဒီလိုပဲတခါတည်းရခက်ခဲများနဲ့တွေ့မယ်အနေရကြတဲ့မင်းတတိရှိနိုင်မှာဆုံးမဲနေရမြတချို့ကရေတွက်ထားကြမယ်ဒုက္ခပါမြေလာကတွေလာဖို့တာဝန်ကိုစီကိုကြိုးစိုးကြိုးစားရှေ့ဆက်ယုံကြည်စွာရှုံးမပေးချေပေါ်တော့တငယ်ချင်းမင်းတို့မသိခိစသွားလူဘဝဆိုတာဒီလိုပဲခါရရဲ့ခက်ခဲများနဲ့တွေ့မယ်အနေရကြတဲ့မင်းတတိရှိနိုင်မှာကြောင့်ဆိုကောင်းများစွာနဲ့နိုင်ရဝန်ကိုထမ်းကြမယ်အမြဲတမ်းပတ်တူယူနာဒီအားကဘာမြပြန်လာစေဖို့ကြိုးစားရှေ့ဆက်ယုံကြည်စွာရှုံးမပေးချေပေါ်တော့တကယ်ချင်းမင်းပြုံးမပြည့်ခိစကွာလူဘဝဆိုတာဒီလိုပဲတခါတည်းရခက်ခဲနားနဲ့တွေ့တယ်အနေချားတဲ့မင်းတတိရှိနိုင်မှာအားတင်ပါဝမ်းနေစရာကြုံလာတိုင်းရှုံးမပေးနဲ့တကယ်ချင်းမင်းပြုံးမပြည့်ခိစကွာအခုဆိုရင်လွိုင်လင်မြို့နယ်ခေါင်းနဲ့ကျေးရွာအုပ်စုကမ္ဘောဇဆံပြကျေးရွာတဲ့ဖွင့်ပွဲအခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့ပါပြီလူဒန်းမှုအစုစုရဲ့တန်ဖိုးမှာကျပ်သိန်းပေါင်း2000ကျော်ဖြစ်ပါပြီခင်ဗျာယခုလိုလူဒန်းခဲ့တဲ့တန်ဖိုးထက်အဖို့တန်လွန်လာတဲ့နာယကကြီးရဲ့မေတ္တာစေတနာတွေကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရရှာတဲ့ဘာဝပေးတဲ့ခေါင်းနဲ့ရွာသူရွာသားများရဲ့ဝမ်းသာလွန်လို့ဆိုတဲ့မျက်ရည်များနဲ့ပီတိဖုံးလွှမ်းနေကြတဲ့မျက်ဝန်းကလေးများရဲ့အဖြေဟာနှလုံးသားရဲ့နဲ့ရှိုင်းတဲ့နေရာကလာတဲ့
ကျေးဇူးတင်မှုတွေပဲဖြစ်ပါတော့တယ်ခင်ဗျာ I